ကျွန်တော်တို့မတွေ့တာကြာပြီဆိုတော့ကိုမတော်ကြီးအိုသွားပြီလို့မထင်ကြနဲ့နော်ကျွန်တော်ကိုကြည်နေတဲ့သူတွေလည်းအဲ့ဒါကြည်နေရင်ကိုအိုလိုက်နေတယ်လို့သိလားနော်အဓိကပြောချင်တာကတော့ကျွန်တော်ညီလေးညီမလေးတို့ဒါပဲပြောရမှာပဲနော်ညီလေးညီမလေးတို့အတွက်အဓိကရှိရပြီးတော့ဒါလေးပြောချင်တာဗာလဲဆိုတော့ကျွန်တော်အောင်မြင်တဲ့သူတွေကိုတွေ့တဲ့ခါမှာလေမိမိကအောင်မြင်ခြင်းနဲ့ဆိုရင်သူအောင်မြင်တဲ့အရာကိုကြည့်ပြီးတချို့ဆိုအားကြကြတာရှိတယ်ဘယ်လိုဟာမျိုးအောင်မြင်သွားလဲဆိုရင်များလွယ်လွယ်ကူကူခုထင်သာမြင်သာပြောမယ်ဆိုရင်အမှုပညာလောကထဲမှာဆိုရင်ဥပမာသမင်းသားလေးတွေအောင်မြင်နေတာလေးတွေရှိမယ်ဒါကဝမ်းသာစရာပဲเนาะကျွန်တော်ဥပမာပေးတာအဲ့လိုမျိုးအောင်မြင်နေဆိုရင်သမင်းသားအောင်မြင်နေဆိုရင်ကျွန်တော်ဇက်လိုက်ကားဖို့မလိုဘူးမိမိအောင်မြင်ကြလားသူ့တိုင်းလိုက်လို့ရင်လက်ရှိအောင်မြင်ပြီးသားလူရဲ့နောက်မှာအောင်မြင်ဖို့ကြိုးစားရင်သူ့လိုမျိုးသွားကျင်တဲ့လမ်းကြောမှာဖြစ်သည့်အတွက်ဖေချာပြီးသားအောင်မြင်တဲ့လူနဲ့ကတော့ level ဖြစ်ဖို့ကိုမနှဲလောက်ရမယ်เนาะ level ဖြစ်ဖို့ကိုမနှဲလောက်ရမယ်သူ့ထက်သားချင်းနဲ့ကိုကလည်းအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဒီလူကအဆိုတော်လို့ရင်ဒီလူဆိုတော်ပိုင်းကနာမည်ကြီးတယ်ကိုကတခြားလူပညာနဲ့နာမည်ကြီးအောင်လုပ်လို့ရတယ်မင်းသားလုပ်ပါလားတင်းရင်လုပ်ပါလားတိတ်ဆုံလုပ်ပါလားဒါဟိုလွယ်လွယ်ကူကူလုပ်လို့ရတဲ့ຢာတွေတော့မဟုတ်ဥပမာပေးတာအဲ့တော့သမင်းသားအောင်မြင်သမင်းသားနဲ့ပတ်သက်ပြီးမဖြစ်မနေလိုက်မှာတော့ကြောညာရှင်ပဲသူကုံပစ္စည်းအောင်မြင်ဖို့ဖြစ်သည့်အတွက်အောင်မြင်နေတဲ့သူလူပညာသူစိတ်ဝင်စားဘူးအောင်မြင်တာကိုကြည့်ရမယ့်ဟာသူပိုင်းဒါစီးပွားရေးပိုင်းအောင်မြင်တာကိုကြည့်ပြီးအောင်မြင်ခြင်းလို့လိုက်လို့တဲ့သူကြတော့ကိုယ့်ရဲ့ဘဝရက်တည်ဖို့ကြတော့အဲ့လိုမလုပ်အောင်အဲ့ဒါကြတော့အစိုးရအောင်မြင်နေတယ်ဆိုရင်သူဆိုနေတဲ့ line တွေကအောင်မြင်တယ်ဆိုအဲ့ဆိုတဲ့ line ကိုအောင်မြင်အောင်လုပ်စရာမလိုကို line နဲ့ကိုတက်တဲ့တခုခုနဲ့ပေါ့တချို့ဆိုရင်ကိုကဘာတက်မလဲလက်မှုပညာတက်မယ်ကိုယ့်ရဲ့ဒေတာကနေပြီးတော့ပြုလုပ်တဲ့အရာလေးတွေကိုတိုင်းပြည်လုံးကိုဖြတ်ချီလို့ရအောင်ဘယ်လိုလုပ်မလဲကိုမြို့နယ်ကိုယ့်ရဲ့ဒေတာကိုအုံမိုးနိုင်အောင်ဒီဘယ်လိုလုပ်မလဲဒီလိုမျိုးတွေးရမှာဒါမှအောင်မြင်ခြင်းဆိုတာကအခြေခံပါထားတဲ့အရာတစ်ခုမှရေရှည်တည်တတ်တာအောင်မြင်ဖို့လုပ်ရတာလွယ်တဲ့နည်းတွေရှိတယ်ဘယ်လိုနည်းတွေလဲဆိုတော့ချက်ကြောင့်မရှိဘူးဆိုရင်အမျိုးမျိုးဖန်တီးပြီးတော့မိန်းကလေးဆိုလဲမိန်းကလေးယောက်ျားလေးဆိုလဲယောက်ျားလေးကိုယ်စိတ်ဝင်စားအောင်ဖန်တီးပြီးတော့ခု TikTok တွေမှာတင်တာတို့ဆယ်လီဖြစ်သွားဖို့ရေးကြီးတယ်ဆိုတဲ့စံထားတွေနဲ့လောက်တာတွေကသူကအောက်မှာဘာနဲ့သွားတူနေလဲဆိုတော့အင်းလေးမှာကျွန်တော်တို့ရေပေါ်မှာအပင်စိုက်ထားတဲ့ခန်းညင်မင်းတွေစိုက်ထားတယ်လို့ပဲအောက်မှာသူ့မှာခိုင်ခန့်မှုမရှိဘူးရေကိုမိခိုနေရတာရေခမ်းလာပြီးနဲ့တပြိုင်နက်အဲ့ပင်ကရှင်သန်မှုအကြောင်းမရှိတော့အဲ့ဒီလိုပဲလူပညာတစ်ခုဖန်တီးတာပဲဖြစ်ဖြစ်စီးပွားရေးတစ်ခုလုပ်တာပဲဖြစ်ဖြစ်သူများအောင်မြင်လို့သူများတစ်ပတ်တိုင်းဖွင့်တာအောင်မြင်လို့တစ်ပတ်တိုင်းလာဖွင့်တာအဲ့ဒီလိုမျိုးပေါ့နော်သူများအောင်မြင်တာကိုလိုက်လို့ရင်းနဲ့ကိုယ့်ရဲ့လမ်းကမမှန်ဘူးကိုကျွမ်းကျင်တဲ့ line နဲ့ဟုတ်ချင်မှဟုတ်တာသူများအောင်မြင်တာကိုကြည့်ရင်းနဲ့အောင်မြင်မှုကိုကြည့်ပြီးတော့မှအောင်မြင်ခြင်းနဲ့စံတာကတော့တန်းမရောက်ဘူးရောက်ချင်ကိုဘာလုပ်နိုင်လဲဒါစဉ်းစားतू ကအင်ဂျင်နီယာနဲ့အောင်မြင်တာလားကိုဆရာဝန်ဖြစ်ရင်ဖြစ်မယ်ကိုကပယံဆရာဖြစ်လဲရတယ်နော်ပယံဆရာဖြစ်လဲရပယံဆရာနဲ့အင်ဂျင်နီယာနဲ့မတူဘူးနော်အင်ဂျင်နီယာပဲပယံဆရာပဲပယံဆရာအောင်မြင်တယ်ဆိုလက်သမားဆရာနဲ့လည်းအောင်မြင်အောင်လုပ်လို့ရတာပဲအဲ့ဒါမှမဟုတ်တန်ပန်းတန်တကားနဲ့လည်းအောင်မြင်အောင်လုပ်လို့ရတယ်စတိန်နဲ့စတီးနဲ့လည်းအောင်မြင်အောင်လုပ်လို့ရတယ်သူများနိုင်ငံခြားသွားပြီးအောင်မြင်အောင်လုပ်တယ်ဆိုရင်လည်းကိုကမြန်မာပြည်မှာဘယ်လိုအောင်မြင်အောင်လုပ်မလဲဒီလိုမျိုးပေါ့နော်ပြောချင်တာကအောင်မြင်အောင်လုပ်တဲ့နည်းတွေကအများကြီးပဲသူများလုပ်တဲ့နည်းကိုလိုက်ပြီးတော့ကြည့်ပြီးတော့သူများအောင်မြင်လို့လိုက်လုပ်တဲ့ဟာမျိုးလုံးဝဖြစ်စေနဲ့လို့ပြောချင်တာကိုလမ်းကြောနဲ့ကိုသွားကိုအရင်ချင်းနဲ့ကိုကန့်ညီတာနဲ့ကိုမိသားစုကိုပတ်ဝန်းကျင်ကိုအရင်ဒီကိုညံရည်နဲ့ပဲဆောင်ရွက်တာကောင်းတယ်နော်အဲ့ဒါကိုလုံနိုင်တဲ့အားနဲ့ပဲကိုသွားတာကောင်းတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ကိုရဲ့အရင်ချင်းနဲ့သူများအောင်မြင်မှုနဲ့လမ်းနာမျိုးကြတယ်စင်မပြေနိုင်ဘူးလို့အဲ့ဒါလေးတွေသိဆိုင်ဖို့လိုတယ်ပေါ့နော်အဲဒါကြောင့်လောကကြီးမှာဆရာကြီးဆိုတာမရှိပါဘူးလောကကြီးမှာဆရာကြီးဆိုတာမရှိဘူးဆိုတာဘာလို့ဆရာကြီးဆိုတာမရှိတယ်လဲဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်အခု stainless steel ကျွန်တော်လုပ်တတ်တယ်ထားလိုက်နော်ကျွန်တော်ကားဘော်ဒီပညာလုပ်တတ်တယ်ထားလိုက်ဒါပေမဲ့ကျွန်တော်နေဖို့ကျွန်တော်တို့အိမ်စောင့်နေတာခုထိမပြီးသေးဘူးဘာလို့မပြီးတာကျွန်တော်မစောင့်နိုင်ကျွန်တော်ပယံဆရာကိုအားကိုးရတယ်လက်သမားဆရာကိုအားကိုးရတယ်တန်ပန်းဆရာကိုအားကိုးရမယ်လေပပုဆရာကိုအားကိုးရတယ်လေပရိဘောဂဆရာကိုအားကိုးရတယ်ဒီဆေးတုပ်တဲ့ဆေးဆရာတွေကိုအားကိုးရတယ်အလူမီနီယံဆရာတွေအားကိုးရတယ်နော်ကြံသေးတယ်နော်ချီခွေးတက်ချီတန်ခွေးဆရာတွေအားကိုးရတယ်ပိုက်လိုင်းဆရာတွေအားကိုးရတယ်ကျွေပြားဆရာတွေအားကိုးရတယ်လောကကြီးမှာဆရာကြီးဆိုတာမရှိဘူးသူ့တောင်းတောင်းမှာပဲဆရာကြီးလုပ်လို့ရတယ်ကျွေပြားတောင်းမှာပဲဆရာကြီးလက်သမားနဲ့ရှင်သူဆရာကြီးမဟုတ်ပါသူကလက်သမားနဲ့ရှင်သူကနေခဲ့သူလိုင်းနဲ့သူပဲအဲ့တော့ကျွန်တော်မင်းကားဘော်ဒီမှာပဲဆရာလုပ်လေ
ဒီကျွေးပန်းဆရာနေရာသွားပြီးဆရာသွားလို့မရဘူးပရိဘောကဆရာကိုသွားပြီးဆရာသွားလို့မရဘူးကိုမေဂျာနဲ့ကိုပဲဆရာဖြစ်တယ်အဲ့တော့လောကကြီးမှာငါတကောကောပြီးတော့ဥပမာဆိုတော့အောင်မြင်မယ်မင်းသားအောင်မြင်မယ်လူပညာတစ်ခုခုအောင်မြင်မယ်တို့မဟုတ်လက်သမားအောင်မြင်မယ်ပယံဆရာအောင်မြင်မယ်အောင်မြင်မှုတစ်ခုခုအောင်မြင်တဲ့အပေါ်မှာအဲ့ဒီအောင်မြင်တာကိုကြည့်ပြီးတော့ငါတကောကောလိုက်မယ်ငါသားလင်းအတော်ဆုံးငါသားလင်းဒီနာမှာတော့ပဲငါပေးတဲ့ဈေးငါပြောတဲ့ဈေးပဲသူတို့ရငါပြောတဲ့အတိုင်းမလုပ်ရင်သူငါ့ကိုငါလို့မရဘူးလို့ငါပြောတဲ့ဈေးနဲ့သူတို့မအံ့ငါလုပ်ငန်းသူတို့ငါစီလာအဲ့ငါမလုပ်ပေးနိုင်ဘူးလို့ဒါမို့ဒီအများကြီးရှိတယ်ကျွန်တော်လည်းရင်တော့ဆိုတော့နာမည်ကြီးကသာကိုပြောတဲ့ဈေးပဲကိုငါချင်းကိုပြောတဲ့ဈေးပြီးငါတော့တာလေဟာဒီကနေ့ကြာငါတော့ကောလို့မရဘူးဗျမရပါကျွန်တော်တို့နားနေလာတဲ့အချိန်မှာအများကြီးပြင်ဆင်လာတယ်ဒါညီလေးညီမလေးတွေကအောင်မြင်အောင်ပါအောင်မြင်လိုက်တာလည်းသတိထားရမှာအောင်မြင်ဖို့ရည်ရွယ်တဲ့ခါမှာကိုယ့်ရဲ့ချင်းနဲ့ကိုယ့်ရဲ့ဇယိုင်းနဲ့ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုထုတ်လုပ်နိုင်တဲ့အရာနဲ့ကိုက်ညီဖို့လိုတယ်အဲ့ဒါချက်အောင်မြင်လာပြီဆိုတဲ့ခါမှာလည်းပဲငါဆရာကြီးပဲလို့ထင်သွားလို့မရဘူးဆရာကြီးဆိုတာမရှိဘူးဆရာကြီးလည်းသိမှာပဲเนาะတပည့်ကြီးလည်းသိမှာပဲเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ဆရာကြီးဆိုပြီးတော့ရက်တီလို့မရတာကကျွန်တော်ဆရာတော်ဘုရားကြီးဘေးမှာကျွန်တော်ဘုံဘုံကြီးကိုကြောပြီးတော့ကြီးညိုပြီးတော့နေတဲ့ချိန်မှာဘုံဘုံကြီးကဒကမတယောက်ကိုပြောနေတဲ့စကားတွေတော်နှစ်သက်စရာကောင်းတယ်ပညာရှင်ပြလည်းကောင်းတယ်အလူရှင်ကကျောင်းလူထားတဲ့ပုံမှာစင်းတွေကြည်ရင်းနဲ့ပစ္စည်းဈေးနှုန်းလေးတွေကိုစစ်စင်းရင်းနဲ့ကြည့်တဲ့အခါမှာဘုံဘုံကြီးကပြောလိုက်တဲ့စကားလေးကအမှတ်သားစရာပါအင်းနဲ့ဘုံဘုံတို့ကဒီကျောင်းဆောင်တွေကိုစောက်ဖို့လို့ဘုံဘုံတို့မဆောင်ရွက်နိုင်ဘူးဘုံဘုံတို့ကိုဆောင်ရွက်ပေးတဲ့အင်ဂျင်နီယာတွေပယံဆရာတွေလက်သမားဆရာတွေဒီလိုပညာရှင်တွေရှိမှသာလေဒီလိုကျောင်းတိုက်ကြီးတွေမှာကောင်းကောင်းမွန်မွန်နေနိုင်တာတဲ့လူရှင်လည်းရှိအောင်မှလူရှင်ရှိအောင်လည်းမပြီးဘူးတဲ့ဒီလိုမျိုးအင်ဂျင်နီယာတွေပယံဆရာတွေလက်သမားဆရာတွေတန်ပန်းဆရာတွေဒီလိုခြေခွေးဆရာတွေပညာရှင်တွေရှိအောင်မှအဲ့ဒါကြောင့်မလို့လူရှင်ကလည်းလူရှင်လျောက်လိုအပ်တယ်အားလုံးကပေါင်းစည်းပြီးမှလုံးတော့တာဖြစ်တဲ့အတွက်လူရှင်ဘက်ကနေထားတဲ့စိတ်လေးတွေကိုထားဖို့လို့ဒါဘုံကမေတ္တာစကားပြောတာတော်တော်တမိုးကြီးတယ်ဘုံငါလူထားတာပဲငါဘယ်လိုလုပ်ထားတာပဲဆိုပြီးတော့ငါတော့ကိုပြီးတော့ပယံဆရာတွေကိုတို့အင်ဂျင်နီယာတွေကိုတို့ငါတော့ကိုလို့မရဘူးဗျဘုံကဒါသတိပေးတဲ့စကားလေးပါသတိပေးပညာပေးတဲ့စကားလေးပါကျွန်တော်တို့ကအဲ့ချိန်မှာကျွန်တော်ပို့ပြီးသိသွားတာဟုတ်တယ်ပတ်စံရှိလို့အိမ်ကလုံးစောက်မယ်ဆိုရင်တော့မှကျောင်းတစ်ဆောင်လှူအောင်မယ်ဆိုရင်တော့မှစောက်ပြီးတဲ့ပယံဆရာတွေအင်ဂျင်နီယာတွေကျေးဇူးတင်ရမှာလက်သမားဆရာကျေးဇူးတင်ရမှာကိုလူချင်းတဲ့လူဒါနကိုပညာရှင်တွေကဝိုင်းဝန်းပြီးဆောင်ရွက်ပေးလို့တာပြီးစီးတာကိုတယောက်တည်းငါတကောကိုပြီးငါတက်နိုင်တယ်ငါချမ်းသာတယ်ဆိုလို့မရဘူးအဲဒါကြောင့်အောင်မြင်နေတဲ့လူတိုင်းဟာလည်းပဲမိမိကိုမိမိ